အားလုံးပဲမင်္ဂလာပါဒီ Audio Cafe Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြပေးသွားမှာကတော့ဆရာဇဝနရေးသားထားတဲ့ကောလိပ်ကျောင်းသားဝတ္ထုဖြစ်ပါတယ်နားဆင်ခန်းစားပေးကြပါဦးခင်ဗျအခန်း1နေရာဒီကျောင်းပေးများအတွင်းဝယ် University Estate ကျောင်းနယ်နမိတ်အတွင်းပေါရောက်လျက်ရှိကြကုန်သောတစ်ပင်ကြီးများသည်ပူပြင်းသောနေအရှင်ကြောင့်ရွက်ဟောင်းတွေကျွေ၍အယိုးပြိုင်ပြိုင်အရွက်66ရှိနေကြသည်နှင့်လားတူစွာတက္ကသိုလ်ကျောင်းတော်ကြီးခန့်ညားသောအဆောက်အဦများသည်လည်းကျောင်းသားများကင်းမဲ့ခြင်းဖြင့်ပြင်းရည်ညီငွေ့ဖွယ်ရာတိတ်ဆိတ်ငြိမ်သက်အသက်မရှိတကယ်သို့ဖြစ်ရမှတာယာကြီးလင်းပျော်ရွှင်သောမျက်နှာများနှင့်ကောလိပ်ကျောင်းသားဟုသောဂုံတူးဆောင်ရတော်မူဟုမာနာကလေးတက်ကြွလျက်လှပသစ်လွင်သောအဝတ်အစားများကိုဆင်ရင်ကရောက်ရှိလာကြကုန်သော fresher ကိုကျောင်းသားအသစ်ကလေးများအားဖြင့်တကားကြီးများပြန်လည်ပွင့်လင်းလာပြီးလျှင်အသက်ဝင်၍လာလေတော့သည်တက္ကသိုလ်ကျောင်းတော်ကြီး၏စာသင်ခန်းများအပြည့်မဲ့ရှိကော်ရီဒါခေါ်လမ်းကူးစင်းညံများတွင်လူးလာခောက်ပြန်သွားလည်လျက်ရှိကြကုန်သောကျောင်းသားသစ်များဖြင့်ရှုပ်ရှက်ခတ်ကတရှုပ်ရှုပ်တကောက်ကောက်တကြွကြွဖနက်သက်များ၎င်းကျောင်းသားကြီးများကျောင်းပိတ်ရက်အတွင်ကွဲကွာနေကြရာမှပြန်လည်တွေ့ရသဖြင့်အားရဝမ်းသာခုံငင်နှုတ်ဆက်သက်များသည်၎င်းစူညံလှရှားကကျောင်းတော်ကြီးမှာစီစီကားကားကြီးဖြစ်နေပေပြီကျောင်းသားသစ်များမှာကျောင်းတော်ကြီးသို့မရောက်မီကကောလိပ်ဆိုတာတည်ပြီးပျော်စရာကောင်းပါပဲဟုထင်ခဲ့ကြတော့လဲရောက်စနေ့တွင်ပျော်ရွှင်စရာတွေ့မြင်ရပါလျက်နှင့်မပျော်နိုင်ရှာကြပေမတွေ့ဘူးမမြင်ဘူးမရောက်ဘူးထူးခြားခမ်းနားသောကျောင်းတော်ကြီးအဟန့်အရှိန်ကြောင့်လန့်ဖြတ်မိပြီးလျှင်မသွားတတ်မလာတတ်အခန်းရှာရကျက်လျက်ရောင်မမရှိကြသည့်အထဲတွင်နှစ်ကြီးကျောင်းသားများက၎င်းတို့၏ပြုမှုပုံများကိုကြည့်ကာရေမောပြောင်လောင်ကြယုံများမကမိမိတို့အားလာ၍မေးမြန်းသည့်အခါမဟုတ်တာကိုရှာကြံ၍ညွှန်ပြခြင်းပြုလုပ်ကြသဖြင့်ထိုနေ့အဖို့ကျောင်းသားသစ်များမှာငိုခြင်းရေခြင်းဖြစ်ကြရရှာလေ၏Statistical Club ဘာစာစသောအခေါ်အဝေါ်များမှာများစွာသောကျောင်းသားသစ်များဖို့တွင်ယခင်ကမကြားစဘူးမသုံးစဘူးသောအသုံးအနှုန်းများဖြစ်သည့်အလျောက်ကျောင်းနေခွင့်ရရန်မိမိတို့တင်သွင်းထားသောလျှောက်လွှာစသည်များစစ်ဆေးရန်လက်မှတ်ထိုးရန်အမိန့်စာပြန်ရရန်ထိုသူများထံသွားဖို့ရန်မှာမည်သူထံသွားရမည်မသိမည်သူအားခေါ်ရမည်မသိမည်သည့်အခန်းတွင်ရှိသည်မသိဘဲဟိုမှရှာဒီမှရှာနှင့်ပြပြတလဲရှိကြပြီးလျှင်မေးမြန်းပြန်မှာလဲကျောင်းသားအသက်ရှင်မေးမိသူမေးမိကျောင်းသားကြီးများမေးမိပြန်ပါကလည်းလူကောင်းနှင့်တွေ့လျင်လူရသို့ဆိုက်ဆိုက်မြဲမြဲရောက်ပါတော့လဲရှုပ်ချင်နောက်ချင်သူများနှင့်ကန်ဆိုးမှုမြောင်တိုးမိသောအခါ Ladies Common Room ခေါ်မိန်းလေးများအခန်းသို့ရောက်သူရောက်ကျောင်းအုပ်ကြီးအခန်းထဲသို့ရောက်သူရောက်နှင့်အမျိုးမျိုးကြောက်ကြလျက်ရှိပေ၏ F ဝယ်တူရသူစာမေးပွဲကြသည့်ကျောင်းသားဟောင်းနှင့်ကျောင်းသားကြီးအချို့က Boys Common Room ခေါ်ကျောင်းသားများအားလက်ချိန်တွင်နားနေရာအခန်းနားစီတွင်ရပ်ကာထိုသို့မရောက်မလဲရောက်လာကြသည့်ကျောင်းသားသစ်များကိုကြောက်ရှာ၍ကျောင်းသူအသစ်ကလေးများကိုမူမိမိတို့မျက်စိထဲတွင်အလှပြိုင်ပွဲကျင်းပလျက်ရှိကြလေ၏ကျော်ဝင်း၏ပြပြိုးပြူစဉ်ကြည်လင်ရှင်ပြသောမျက်နှာကို300ခန့်မြသောကျောင်းသားသစ်တို့၏မျက်နှာအမျိုးစုံတို့၏ကြားတွင်ထင်ရှားစွာတွေ့မြင်ရလေ၏၎င်းသည်ကအခြားသောကျောင်းသားသစ်များကဲ့သို့ရောင်လေနှင့်ဟိုသွားဒီလာရှိနေတော့၏အခြားကျောင်းသားသစ်တချို့တို့အားကြောက်တွန်းခံရသည်ကိုတွေ့၍မိမိသည်လည်းထိုသို့ပြုလုပ်ခြင်းမခံရအောင်အခြားသူတို့၏လုပ်ပုံကိုင်ပုံအရေးအကဲကိုကြည့်ကသာလျှင်နောက်ယောင်ခံ၍လိုက်လုပ်နေရလေ၏သို့သောကျောင်းသားသစ်များကမိမိထက်ညီ၍မျှမသာသဖြင့်ဘာမျှမလုပ်တတ်မကိုင်တတ်ရှိသည့်အလျောက်စုံစမ်းမေးမြန်းရန်ကျောင်းသားကြီးများအားလိုက်လံရှာဖွေရာကွန်မွန်းနာရှိလူတစုထံသို့ရောက်လာလေသည်ဘာစာပဲခန်းပါလဲဗျဟုကျော်ဝင်းကမေးလိုက်ရာထိုသူတို့သည်၎င်းအားကြည့်ကာပြုံးတော့မလိုမျက်နှာထားဖြိုးလာကတယောက်ကအနောက်ဘက်သို့ထိုးပြ၍တယောက်ကတောင်ဘက်ကိုထိုးပြသောကြောင့်မိသူ၏ညွှန်ကြားချက်ကိုအတီးယူရမည်မသိဘဲရှိကာဘာစာ2ယောက်တောင်မှပဲလားဆိုမှအနောက်ဘက်သို့လက်ညှိုးထိုးပြသူကအော်ဘာစာမေးသလားဟုမျက်မှန်နှင့်ကျောင်းသားညွှန်ပြရာတောင်ဘက်သို့ညွှန်ပြီးလျှင်ခိုးရှိမှအဲ့ဒီကလျှောက်သွားပြီးဟိုထဲဝင်သွားဘာစာအခန်းတွေ့လိမ့်မယ်ဟုအိန္ဒိယပြောသောကြောင့်ကျော်ဝင်လဲ၎င်းတို့ညွှန်ပြရာဘက်သို့လှည့်ကာကျေးဇူးတင်ပါတယ်ဟုပြောဆိုနှင့်ထွက်လာခဲ့လေ၏ညွှန်ပြသောအခန်းပေါက်သို့ရောက်သဖြင့်အတွင်းသို့ဝင်ရာအခန်းကလေးများစီတန်းလျက်ရှိသည်ကိုတွေ့သည်တွင်မိသည့်အခန်းထဲသို့ဝင်ရမည်မသိဘဲအခန်းကလေးများ၏အပေါ်တွင်လည်းမိသည့်စာမျှဆွဲကပ်ထားသည်ကိုမတွေ့ရသောကြောင့်အတန်ကြာရက်၍စဉ်းစားနေလေ၏နောက်မှအခန်းတစ်ခန်းကိုဆွဲဖွင့်ကာဘာစာဟုတ်လျင်လည်းဟုတ်မဟုတ်လျင်လည်းတွေ့သူအားထပ်မေးမည်ဟုနှလုံးပြုလျက်ဟ
ဟိုအခန်းဖွင့်တော့မလို့လို့ဒီအခန်းဖွင့်တော့မလို့လို့နဲ့ခောက်တုတ်ခောက်ပြန်လုံနေပြီးမှအခန်းတစ်ခုအတွင်းမှချောင်းဟန်တန်ကိုကြားသဖြင့်တကားကိုဆွဲဖွင့်လိုက်ရာတကားပွင့်သွားသည်နှင့်တပြိုင်နက်အထဲတွင်ကျောင်းသားတစ်ယောက်ငုတ်တုတ်ကြီးအထိုင်ခက်ဆိုးဆိုးထိုင်နေသည်ကိုတွေ့ရသဖြင့်ဘာလို့ရမှန်းမသိတကဲ့သို့ရှိသွားလေ၏အတွင်းကကျောင်းသားလည်းကျော်ဝင်းကိုမြင်သည်နှင့်တပြိုင်နက်မျက်နှာကြီးမဲ၍သွားကာလုံကြီးကိုစက္ကနဲအုပ်လိုက်ပြီးလျင်ထိုင်တော့မလို့ထတော့မလို့ကုန်းကွက်ကွက်ကြီးလုံနေသည်ကိုတွေ့ရတော့မှကျော်ဝင်းလည်းရုတ်တရက်သတိရပြီးလျင်တကားကိုပြန်ဆေးပိတ်လိုက်လေ၏ထို့သောဆေးပိတ်လိုက်ပြီးမှ၎င်း၏လက်များသည်ရောင်ရမ်းပြီးတကားကိုပြန်ဆွဲဖွင့်မိပြန်ရာအတွင်းကကျောင်းသားသည်ပြန်၍ထိုင်ရမှကုန်းကွက်ကွက်ကြီးဖြစ်နေရပြန်လေ၏ထိုအခါမှကျော်ဝင်းလည်းမိမိ၏အမားကိုသိကာရှက်၍သွားပြီးလျင်တကားကိုပြန်၍ပိတ်ခဲ့ပြီးနောက်မိမိအားကြောက်တွန်းသူများကိုရှာရန်ထွက်လာရာထိုအခန်းကြီးတကားဝသို့မရောက်မီနောက်မှဂုတ်ကိုဆွဲထားသည်ကိုတွေ့ရသဖြင့်လှည့်ရကြည့်သည်တွင်အခန်းကလေးထဲကကုန်းကွက်ကွက်ကျောင်းသားဖြစ်နေသည်ကိုတွေ့ရကာ၎င်း၏မျက်လုံးများသည်မိမိအားစားတော့မလို့ဝါတော့မလို့ကြည့်နေသဖြင့်ကြောက်ရွံ့သလိုလိုဖြစ်မိလေ၏ဟဲ့လူခမ ्या ကဘာမှတ်လို့လာပြီးရှုပ်တာလဲကျုပ်ကို fresher မှတ်နေသလားမဟုတ်ပါဘူးဗျာစိတ်မဆိုးပါနဲ့ကျွန်တော်မသိလို့ပါဘာသာအခန်းကိုမေးတာဒီအခန်းဆိုလို့ကျွန်တော်လည်းဒီအခန်းနဲ့လိုက်လာပြီးလူတန်ကြားတဲ့အခန်းကိုဖွင့်ကြည့်မိတာပဲခမ ्या ကိုတွေ့ရမှအိမ်သာခန်းမှန်းသိရတယ်ဟုပြောမှကုန်းကွက်ကကျောင်းသားသည်စိတ်ဆိုးများပြုံးနေပြေကဟဟပက်ပက်ရေမော၍ဟာဟာခမ ्या ကိုတမင်ကြောက်ရလိုက်တာပဲခမ ्या fresher မှန်းသိလို့တမင်နောက်ကြတာမင်းကလေးတဲ့အခန်းထဲမပို့လိုက်တာကံကောင်းတာပဲဘသူတွေလည်းမှတ်မိလားဟိုတောင်းမှတွေ့တာပဲအခုမရှိတော့ဘူးအသားညိုညိုမျက်မှန်ဝိုင်းနဲ့အရက်ပူပူလူတော့တေတေချာချာမှတ်မိတာပဲဟာဟာတကယ်ကိုရှုပ်တတ်တဲ့အဓိပတိလူရှုပ်ကြီးကုသိန်းပေနဲ့မှသွားတွေ့နေတာဟုတ်ဒီလူတွေကတော့အနောက်ကြီးပဲလို့ပြတဲ့ဒီတိုင်းသာနောက်ရင်ခက်ရောပေါ့ဗျာဒါအခုမှမဟုတ်ဘူးထုံးစံကြီးဖြစ်နေပြီစီနီယာမင်းတွေက fresher ဆိုရင်နောက်ရမယ်ပြောင်းရမယ်လူဆိုတာကလွယ်ပြီးဘာမှမထင်ဘူးမြန်မာပြည်မို့တော်သေးတာပေါ့အမေရိကန်ကောလိပ်မှာဆိုရင်ဒီထက်ဆိုးတာပေါ့ဟုတ်ဆိုပြီးမှကိုင်းလာခမ ्या တနာလာတယ်ဗျာခမ ्या လှုပ်ရှားတွေကိုကျွန်တော်လုပ်ပေးမယ်ဟုဆိုကကျော်ဝင်းကခေါ်ရတော့မှကျော်ဝင်းမှာအကြီးအကျယ်စိတ်ညစ်နေရမှပြုံးရှင်၍လာနိုင်လေ၏စိတ်ဆိုးခြင်းဖြင့်ရန်ဖြစ်ရမည်ကဲ့သို့ရှိသောအခြေအနေမှရဲပွဲရာဖြစ်ပေါ်လာခြင်းကြောင့်ထိုသူနှစ်ယောက်တို့မှာခင်မင်ခြင်းသို့ရောက်ရှိရကာကျော်ဝင်းမှာ၎င်းမိတ်ဆွေသည်အကူအညီကိုရရှိသည့်အလျောက်အခက်အခဲနှင့်မတွေ့ကြုံရတော့ဘဲမိမိလုပ်ရန်ကိစ္စများချောမောပြီးစီးခြင်းသို့ရောက်ရှိလာတော့၏ဟာနေရကြတာပဲခမ ्या နဲ့ကျွန်တော်ဟောတခုတည်းအတူတူကြတာပဲပကံဟောဆိုတာတိတ်ပြီးကြက်တယ်လို့ကြားရတယ်တကျွန်းဆိုလားပါဆိုလားအရင်တုန်းကနာမည်တောင်တွင်နေဆိုတာပဲဒါကဗျာအခုအဆောက်အုံတစ်တွေမပေါ်ခင်တုန်းကပါအဲ့တုန်းကပရုံဟောတကောင်းဟောနဲ့ပကံဟောအားလုံးမှအကြောင်းဆောင်3000နဲ့ရှိတယ်ပရုံနဲ့တကောင်းကကျောင်းဝင်းကြီးတစ်ဝင်းထဲမှာနှစ်ကျောင်းရှိပြီးပကံဟောဆိုတာကအခုမြင်ရတယ်လို့ပဲဟုတ်မလဲမယမ်းပင်ကြီးတွေတစ်ပင်ကြီးတွေပြည့်နေတဲ့တောကြီးအလယ်ထဲရောက်နေတာကလား University Avenue တို့ဘာလို့ဆိုတဲ့လမ်းမကြီးတွေဘယ်ဖောက်ရအောင်မလဲလမ်းဆိုလို့မရုပ်ကလာတဲ့လမ်းချင်းချင်းကလေးတစ်လမ်းနဲ့ရှိတယ်ဒီလမ်းတဲ့ကျောင်းကမော်တော်ကားတွေကလွဲလို့ဘယ်ဘတ်ကားမှမဝင်ရဘူးအဲ့တုန်းကစေယုံကြီးနားမှာရှိတဲ့ကော်မရှင်နာလမ်းကကျောင်းဟောင်းမှာကျောင်းတက်ကြရတယ်ဟိုစတယ်မှာနေတဲ့ကျောင်းသားတွေကိုကျောင်းကဘတ်ကားတွေနဲ့မြို့ထဲပို့ရတယ်ညနေတို့ညတို့မှာအခြားဘတ်ကားတွေနဲ့မြို့ထဲကပကံဟောကိုပြင်ပြည်လမ်းမကြီးပေါ်မှာချပစ်ခဲ့တာပဲပရုံးတို့တကောင်းတို့လိုလမ်းမကြီးနာကက်နေတာမဟုတ်ပဲအထဲဝင်ရတာဖြစ်တော့မိုးတွင်းအခါဆိုရင်မြေနီတွေလည်းပေမိုးရီတွေလည်းရွှဲတိတ်ဆိတ်ညစ်စရာကောင်းတာပဲပကံနဲ့ပြည်တကောင်းတဲ့ကျောင်းဆောင်တွေကူးကျင်သွားခြင်းမရမ်းတော်ကြီးတွေကဖြတ်သွားရင်တော့ဒီလိုမှမသွားခြင်းပြည်လမ်းမကြီးဘက်ကလှည့်သွားရတာပဲအဲ့ဒီလိုတော်ကြီးတွေရောက်နေတဲ့အတွက်ညရီများခိုးပြီးထွက်ကျင်တိုင်းမထွက်နိုင်ဆရာကလည်းအင်မတန်ကြက်မှတ်လွန်းလို့အင်တာမင်ဟောတကျွန်းကျောင်းဆောင်လို့ခေါ်ကြတယ်ညညများကြိုက်လိုက်တဲ့ချင်းတွေဆိုတော့မပြောပါနဲ့တော့တဝီဝီနဲ့လင်းပြန်နေလားအောင်မိရတာပဲမြမစာကုံလူနဲ့အောင်သွားကြတဲ့ကိုစိန်တင်ကိုညွတ်ကိုဘောင်းမောင်တို့နောက်ပြီးမစ္စတာဟင်းဆွန်တို့ကိုသိန်းတို့ဆိုတဲ့သတင်းစာဆရာတွေစုပြီးလက်ရည်နဲ့ထုတ်ကြတဲ့ပကံလက်သီးဆိုတဲ့သတင်းစာထဲမှာဒီအကြောင်းတွေတိတ်ပြီးရေးကြတာပေါ့အခုတစ်ပင်ကြီးတွေပါကြီးအကုန်ရှင်းသွားပြီးမြို့ကြီးတစ်မျိုးလောက်စီကားနေပါပြီပကံဟောလဲတကျွန်းလို့ခေါ်နိုင်ကြဘာမှမရှိတော့ပါဘူးကို့အခါမှာတခြားကျောင်းတွေထက်ထူးတာကတော့တဝင်းတစ်ကျောင်းနဲ့ဖြစ်နေပြီးပွဲတွေဘာတွေလုပ်တဲ့အခါကိုကျောင်းနဲ့ကိုတတိတခြားလုပ်တာပဲထူးတယ်ဟုပကံဟောရာဇဝင်တင်ကပကိုပြောပြသဖြင့်ကျော်ဝင်းသည်အာယုံဆိုင်နားထောင်နေရမှစကားဆုံးသွားသည်တင်ဒါဖြင့်ခမရဒီကျောင်းမှာနှစ်တော်ကြီးပေါ့
တိတ်တော့မကြီးသေးပါဘူးပဲခူးတို့တထုံတို့အင်းဝါတို့ဆောက်ပြီးမှရောက်တာပါပဲကျွန်တော်အထက်ထက်ကလူတွေပြောတာကြားဘူးတဲ့အတိုင်းပြောရတာပဲဒါထက်ခမည်းနာမည်တစ်စိမ့်လောက်ပြောပြထားပါအောင်ဗျာလူချင်းသိပြီးဘယ်နာမည်ခေါ်မှမသိတော့ခတ်တာပဲဟုတ်ကျော်ဝင်းကမေးမှထိုလူလဲခက်ပြုံးပြုံးလောက်ကကျွန်တော်နာမည်လားရတနာဘုံမြစ်လေကျုံဟုခေါ်လိုက်ဗျာတေဆန်းပါကလားရတနာဘုံဆိုတာမန်းပေါ့မန်းမြစ်လေကျုံဆိုတာဘာပါလိမ့်မြစ်လေကျုံဆိုတာတောင်ပေါ့ဗျာမန်းနဲ့တောင်ပေါင်းမောင်တန်းလားမဟုတ်ဘူးကျွန်တော်နာမည်ဘာဦးတဲ့ဟုတ်ပြောလိုက်တော့ကြောင့်ကျော်ဝင်းသဘောကျကဟဟပပရေမောပြီးလင်စကဖတ်တော်တကယ်နာမည်များပြောမလားလို့ခမည်းတော်လည်းတနေ့တနေ့ចောင်းပွဲအငိမ်ပွဲတွေကြီးရလုံးလို့တက်လုံးတွေတိတ်တိုးနေတာပေါ့လေဟုပြောပြီးမှကိုင်းပြခမည်းကျွန်တော်တို့ဆောင်ရွက်ပေးတာတွေကျေးဇူးတင်လို့လက်ဖေးလေးပါလေးတိုက်ဆန်းပြရစီလာပြကိုပါဦးចောင်းကဆိုင်နဲ့သွားပြီးတောက်ရအောင်အိုးဒုက္ခရှာလို့ဗျာတောက်တာပေါ့ဟုတ်ပြောလိုက်တဲ့ဖြင့်နှုတ်သားသဘောကျအရင်မောကလက်ဖေးဆိုင်တို့သွားရောက်ကြလေထို့သို့စားတော့ကြပြီးနောက်ပကံចောင်းဆောင်တို့သွားကြက assistant warden ခေါ်ဒုတိယကျောင်းဆောင်မူထံအခန်းတောင်း၍တော်တချောင်းရလာ၏ပါဦးကကျော်ဝင်းအား၎င်းရသောအခန်းကိုလိုက်ပြကာကိုင်းဟောဒီအခန်းမှာခမည်းပစ္စည်းတွေသာယူကြည်တော့ဟုပြောသည့်အလျောက်ကျော်ဝင်းလည်းမူရဲတွင်ထားခဲ့သောပစ္စည်းများကိုပြန်ယူကာတက္ကစီတစ်စီးနှင့်ကျောင်းသို့ပြန်ရောက်လာလေ၏ကျောင်းတကားဖွင့်လျင်တစ်ချိန်မြက်မြက်ကလေးစားလိုက်ရအောင်ကျောင်းတွင်ခိုင်းစီသည့်ကလားများသည်ကျောင်းအတက်လေကားထိပ်တွင်စုယုံကရောက်လာကြသည့်ကျောင်းသားများကိုစောင့်မျှော်နေကြသည့်တိုင်ကျော်ဝင်း၏ကကျောင်းဝင်းသားသို့ရောက်လာသည်နှင့်တပြိုင်နက်လေကားမှဆင်းပြေးကကားနာသို့ကပ်၍တယောက်လျင်ပစ္စည်းတစ်ခုစီတည်ယူကြလေသည်ကောလိပ်ကျောင်းသားဟုသောဂုံဖြင့်ဟန်လုပ်လိုသောအထက်ထက်ကကျောင်းသားကြီးများ၏အကျင့်ဆိုးကြောင့်ကလားများသည်တကိုယ်လီကူလီကတမတ်သုံးမှုထက်နည်းရမြူသောကြောင့်ကျော်ဝင်းမှာဖက်နှက်တစ်တာဘသူကအစတမတ်ထက်မနည်းပဲအတီးတီးပေးလိုက်ရသည့်အတွက်တစ်တာများဖွင့်လှစ်၍ပစ္စည်းထုတ်လိုက်သည်နှင့်တပြိုင်နက်အိယာစပွဲမှစား၍တခန်းလုံးခင်းချင်းပြီးဖြစ်သွား၏မကြာမီမိမိနေသောမျက်နှာစာတန်းရှိအခန်းများမှာတယောက်ပြီးတယောက်ရောက်ရှိလာကြသောကျောင်းသားများဖြင့်အခန်းများပြည့်သွားလေ၏၎င်းတို့သည်အမျိုးမျိုးအရွယ်ရွယ်မှလာရောက်ကြသောလူငယ်များဖြစ်ကြသည့်အလျောက်တယောက်မျက်နှာတယောက်တွေ့နေကြတော့လေမခေါ်မပြောဘဲမိမိတို့အလိုက်အထိုက်ဘာတိဘာသာနေကြခြင်းဖြင့်ကျော်ဝင်းမှာပြင်း၏ညီငွေကမိမိအခန်းထဲတွင်ကုပ်ရည်နေရလေတော့၏ညနေသို့ရောက်သောအခါကျော်ဝင်းမှာရခင်ကမနေဘူးမထိုင်ဘူးခဲ့သည့်အလျောက်ပြင်းရာမှစိတ်များလေလွင့်က homesick ခေါ် fresher ကျောင်းသားတွေများကျောင်းသို့ရောက်စတွင်လွမ်းပြလွမ်းနာကြတတ်သလိုဟိုလွမ်းကျင်သလိုဒီလွမ်းကျင်သလိုအကြောင်းမဲ့ဝမ်းနေကျင်သလိုလိုရှိကာဂရင်ဘော်တွင်ခွေနေရမှဟယ်လိုခမရောက်နေမှာကိုဟုပြောပြောဆိုဆိုဝင်၍လာသောဘာဦးကိုတွေ့ရမှစကားပြောစရာအဖို့ရလာသည့်အလျောက်ဝမ်းမြောက်ဝမ်းသာဖြစ်ရှာလေ၏လာပြကိုဘာဦးထိုင်ကလထိုင်ပေါ်မှာဟုဆိုကကလထိုင်ကိုညွှန်ပြရင်းဂရင်ဘော်တွင်ထား၍ခြေတွဲလဲထိုင်ချလျက်ကျွန်တော်ဗျာတယောက်တည်းသိပ်ပြင်းတာပဲအတိလည်းမရှိဘူးစကားပြောမဲ့လူလည်းမရှိအခုခမဝင်လာမြင်ရရင်ပဲတိတ်ဝမ်းတာတာပဲဟုပြောလေ၏ဘာဦးလဲကလထိုင်တွင်ထိုင်လိုက်ပြီးလျင်ရိုးရိုးပြင်းတာမှဟုတ်ကဲ့လားကြံရစ်ခဲ့တဲ့ရီးစားလေးလွမ်းပြီးထင်တယ်ရီးစားမရှိပါဘူးအထင်မလွဲပါနဲ့ပြောတတ်ဘူးလေတချို့သားနဲ့မယားနဲ့ကြောင်းနေတဲ့လူတွေကောလိပ်မှာပြည့်နေတော့ခမတော့အနည်းဆုံးရီးစားတော့ရှိတန်ကောင်းရဲ့လို့ထင်ပြီးမေးတာပါပဲဟိုအခန်းတွေကျွန်တော်ရှောက်ကြည့်ခဲ့တယ် fresher တွေဆိုသမျှဂရင်မော်ခွေနေကြတာကြီးပဲရီးစားလွမ်းတဲ့လူကလွမ်းအိမ်လွမ်းတဲ့လူကလွမ်းအရင်နှစ်ကကျောင်းသားတယောက် homesick ဖြစ်ပြီး10ရက်လောက်အိယာတွေကမထနိုင်ဘူးတမိုင်မိုင်တဝေဝေနဲ့နေတာပဲ fresher မှန်သမျှရောက်စားတော့ဒီလိုကြီးဖြစ်တာပဲဒါတော့ဗျာမိဘနဲ့တစ်ခါတစ်ခေါက်မှခွဲခွာမနေဘူးတဲ့လူတွေမှာတော့လမ်းပြလမ်းနာကြကြတာပေါ့ကျွန်တော်အင်မတန်ပျော်တတ်တဲ့လူတော်မနေတဲ့မထိုင်တဲ့ဖြစ်သေးတာပဲကိုင်းပြစိတ်ရှင်ရှင်လန်းလန်းရှိအောင်ဝန်ထမ်းမီယာချန်ကြီးရဲ့လက်ပက်လမ်းလျှောက်အောင်လိုက်မယ်မဟုတ်လားကောင်းတာပဲအညောင်းပြေညာပြေလမ်းလျှောက်တာပေါ့လုပ်ရတဲ့ခဏဆောင်မောင်ရေချိုးလိုက်ပြရစီအောင်ချိုးလေချိုးတာပေါ့စောင့်နေပါမယ်ကျော်ဝင်းလဲဆက်ပြခဲမျက်နှာတုပ်ပေါ်ဟာရေလဲပိုင်းများကိုယူလေရာဘာဦးကလုံကြီးနှစ်ထဲတောင်ဘာလို့ဖို့လဲဟုမေးမှတထဲရေတနုပ်လုပ်ပြီးတထဲလဲဖို့ပေါ့အမပြတထဲနဲ့တော်ရောပေါ့ဗျာကိုအခန်းနဲ့ကိုတကားပိတ်ပြီးရေချိုးတာပဲဘာလုံကြီးဝတ်နေစရာရှိလို့လဲမိမွေးတိုင်းဖောက်မွေးတိုင်းပေါ့ဗျာဟာရှက်စရာကြီးဗျမဟုတ်တာပဲဘယ်နဲ့မဟုတ်ရမှာလဲလူတိုင်းဒီလိုကြီးချိုးနေကြတာပဲခမ ्या ကိုလည်းဘယ်သူမှချောင်းမကြည့်ပါဘူးရေချိုးရတာလဲတဲပြီးပေါ့ပေါ့ပါပါရှိသေးတယ်ခေါင်းမော်က shower bed ရေပန်းကြီးဖွင့်ချပြီးချိုးလိုက်တခါတည်းစိန်ပေါ့ဗျကိုင်းပြန်ကျောင်းရောက်ရင်လည်းကျောင်းသားနဲ့တူအောင်ဇက်သွင်းရအောင်မပေါ့ဗျဒါထားခဲ့ဟုဆို၍လုံကြီးတစ်ထဲဆွဲယူထားလိုက်တဲ့ဖြင့်ကျော်ဝင်းလဲဟဟပပရေကရေချိုးကန်းသို့ထပ်သွားလေ၏
ဘာဦးပြောတကယ်သို့ကျော်ဝင်းမှာရေချိုးခန်းထဲသို့ရောက်သည်နှင့်ကောလိပ်ကျောင်းသားဆက်သွင်းမိသားဖြစ်သွားလျက်ပျော်ရွှင်စိတ်များပေါ်၍လာလေ၏ကျောင်းသားများမှာရေချိုးခန်းသို့ရောက်လျင်သချင်းဆိုချင်ကြလေကျော်ဝင်း၏ရေချိုးခန်းမှတပါလက်ဝဲလက်ရာရှိအခြားအခန်းများတွင်ရေချိုးခန်းမင်းသားတွေအသီးသီးပြည့်နေ၏ကျွန်တော်ရီးစားပြောလို့ရှာဝိဇ္ဇာမယ်နှင့်တူပါတယ်ဟူသောသချင်းကိုကတွင်မိန်မိန်နှင့်ဖိန်လိန်ကကုန်း၍အော်သံအတန်ဝါကြီးကိုလည်းကြားရ၏ကျွဲနာပေါင်ကြီးရှိပေပေတိဟူသောယတုတံကိုလည်းကြားရ၏တစ်တောင်လောင်ဝေဟူသောမြန်မာလူပြည့်များအင်္ဂလိပ်သချင်းဆိုတံနှင့်မကြားပူကပြားပူချင်ပေါင်တို့ကိုအားကြ၍ငပိနှင့်မစင်သောပါဇက်မှတုံတုံရင်လောက်ကဆိုသောငှက်ပြားတက်နေသူ၏အတန်မျိုးဖြင့်ဆိုသည့်အင်္ဂလိပ်သချင်းကိုလည်းကြားရလေ၏သို့နှင့်ရေချိုးခန်းကြီးတစ်ခုလုံးမှာစီကားဆူညံနေလေတော့၏ကျော်ဝင်းလည်း၎င်းတို့ကိုအားကြ၍သချင်းဆိုချင်လာလေ၏မိသည့်သချင်းကိုမှချမ်းသာစွာမရ၍မဆိုနိုင်ရှာပေမိမိဆိုလိုက်လျင်ဝိုင်းဝန်းနောက်ပြန်လိမ့်မည်လားဟုတွေးလန့်ကမဆိုရဲသဖြင့်၎င်း၏အခန်းတွင်မှမူရှောဝါဘတ်ရေပန်းမှရှဲရှဲသောရေတံများကိုသာကြားလေ၏ကျော်ဝင်းလည်းရေချိုးပြီးလျင်ကိုမျက်နှာတို့ပေါ်အပြင်ပွတ်တိုက်ပြီးနောက်အခန်းနရံတွင်တင်ထားသောလုံကြီးတစ်ထည်ကိုဆွဲယူဝတ်ကာထွက်လာခဲ့လေ၏ဘာဦးကလမ်း၍ဘယ်နဲ့တော့များကျွန်တော်ပြောသလိုရေချိုးလို့မကောင်းဘူးလားဗျာဟုမေးသဖြင့်ကျော်ဝင်းကပြုံးလျက်ကောင်းပါဗျာတခြားအခန်းတွေတည်းသချင်းဆိုလိုက်တာလည်းမပြောပါနဲ့တော့ရေချိုးခန်းမင်းသားဆိုတာသူတို့တွေပေါ့ဗျတေရောနဲ့မယ်ဒလင်နဲ့ကောင်းကောင်းမွန်မွန်အခန်းထဲမှာဆိုဖို့ခေါ်ရင်ဘယ်သူမှဆိုတတ်တဲ့လူမရှိဘူးရေချိုးခန်းထဲကျရင်သူတို့ကြီးပဲကျော်ဝင်းလည်းအဝတ်လဲမိပြုကာဟိုက်မားပြီပြုတ်ဟုဆိုလိုက်သဖြင့်ဘာဦးကဘာမားတာလဲဟုမေးမှရေချိုးခန်းထဲမှာကျွန်တော်လုံကြီးမက်လို့မှားဝတ်လာခဲ့ပြီလို့ကျွန်တော်ထားတာဘယ်ဘက်နေရံပေါ်တင်ထားတာအခုညာဘက်နေရံပေါ်ကလုံကြီးယူဝတ်လာခဲ့ပြီဟာဟာခမညာဘက်ခန်းမှာရေချိုးရဲ့လူကတော့ကြောက်ပဲလို့ထွက်နိုင်တော့မှာမဟုတ်ဘူးတင်ပေးမှာဝေါ်ပြဟုဆို၍ကျော်ဝင်းလဲလုံကြီးကိုယူ၍ဝတ်ကာမှားလာတော့လုံကြီးကိုယူ၍ရေချိုးခန်းသို့သွားလေ၏ရေချိုးခန်းထဲတွင်ကလုံကြီးပြောက်၍စူညံနေတံကိုကြားရလေ၏ဟေးဘယ်သူလဲဗျဟာတိတ်နောက်တာပဲလုံကြီးပေးပါဗျလုံကြီးဖွက်မထားကြပါနဲ့ဘယ်သူလဲဗျယုံကြည်ယူတာဟုဆိုကာဟိုလူနာမည်ခေါ်ဒီလူနာမည်ခေါ်နှင့်တကြောကြောဖြစ်နေလေ၏လုံကြီးပေးပါပြုလုံကြီးဟုအတန်ကိုဟေး၍အော်တန်ကြားရသဖြင့်အခြားအခန်းများထဲမှတဝါဝါရေတံများနောက်သက်များကြားရလေ၏ဟဲ့လူဘယ်သူလဲဗျလုံကြီးပေးပါအောင်ကျုပ်ဘယ်နဲ့လောက်ထွက်ရမလဲလက်ဝါးနဲ့အုပ်ပြီးထွက်ပြယောက်ျားကြီးပဲဟာမရှက်ပါနဲ့ဟုတစ်ဖက်ကန်းကလန့်နောက်လိုက်လေသည်လုံကြီးပြောက်သူမှာမိမိအဖြစ်ကိုရေလဲရေချင်းလုံကြီးယူသူအားစိတ်လဲဆိုမိသူ့ကိုအတက်ဆွဲ၍စိတ်ဆိုးရမည်လည်းမသိတကားမဖွင့်ရအကျက်နှင့်တွေ့ကြုံကရေချိုးခန်းထဲမှတကားဟုသာခြေနှိပ်ကန်၍အော်နေရလေ၏ကျော်ဝင်းလဲထိုသူ၏အဖြစ်အပျက်ကိုရေချင်းလျက်တကားနာသို့ကက်ကဟောဒီမှာခပြလုံကြီးတကားဖွင့်လိုက်ဟုပြောရဘာဘယ်နဲ့လို့တကားဖွင့်ရမှာလဲအခန်းပေါ်ကပြစ်ပြီးပေးလိုက်ဗျာဟုပြောမှကျော်ဝင်းလဲအခန်းတကားတရားနေရန်ကိုကျော်၍အခန်းထဲသို့ရောက်အောင်မြောက်ပစ်ကအခန်းထဲသို့ထည့်လိုက်လေ၏ဘယ်သူလဲဗျတေရှုပ်တာပဲဟုဆိုတဲ့နေ့တကွထိုသူလဲလုံကြီးကိုကောက်ရဝတ်ကအခန်းထဲမှထွက်လာလေ၏ထိုသူသည်မိမိအားအတီတဲကနောက်တီဟုထင်ခဲ့ရမှကျော်ဝင်းမျက်နှာကိုမြင်ရသောအခါအတီမဟုတ်သည်ကိုတွေ့ရသဖြင့်ပြောရမှလည်းခက်စိတ်ဆိုးရမှလည်းခက်ဖြစ်နေ၏ကျော်ဝင်းလဲထိုသူ၏မျက်နှာကိုကြည့်၍မြင်ဘူးသည်ထင်နေရမှအတေအချာကြည့်မိကဟင်ဟုဆိုမိလေ၏ထိုသူလဲကျော်ဝင်းအားကြည့်ကဟာဟုဆိုမိလေ၏အော်အင်း၎င်းတို့မှာတယောက်ကိုတယောက်ကြည့်ကအံ့အားသင့်နေကြလေ၏အကြောင်းမူကားလုံကြီးမား၍အယူခံရသူကကျော်ဝင်းအားဘာသာအခန်းနှင့်မအောင်ရေသွန်ကန်းသို့ညွှန်ကြားသူတိမ့်ဖေဖြစ်နေသည်ကိုတွေ့နေလေ၏တိမ့်ဖေ၏မျက်မှန်ကိုချွတ်ရထားသဖြင့်ရုတ်တရက်ကျော်ဝင်းမမတ်မိပဲရှိပြီးမှစိတ်မဆိုးပါနဲ့ဗျာကျွန်တော်လုံကြီးမတ်လို့မှားယူမိတာပါဟုတောင်းပန်သောကြောင့်တိမ့်ဖေမှာရေမောခြင်းပြုနိုင်တော့ကစိတ်မဆိုးပါဗျာမနက်တုန်းကခမရကိုဘာသာအခန်းနဲ့အိမ်သာခန်းလွှဲပြီးပြောတာနဲ့ကြေရောပေါ်ဟုဆိုလိုက်မှနှစ်ယောက်စလုံးရေမောမိကြလေ၏ခမရဘယ်အခန်းရတယ်လဲမြောက်ဘက်အောက်ထက်အပြင်ဘက်အခန်းမှာအခန်းနံပါတ်96လိုက်ခဲ့ပါလားဟုခေါ်သည်ဖြင့်တိမ့်ဖေလည်းကျော်ဝင်း၏အခန်းသို့လိုက်ခဲ့လေ၏ဘာဦးကတိမ့်ဖေကိုမြင်ရင်ကိုတိမ့်ဖေကတင်ကကိုကျော်ဝင်းမဝစ်လာတာခမရလုံကြီးလားဟုမေးသည်ဖြင့်အစ်စ်ပေါ်ဗျာဟုပြန်၍ဖြစ်သည်ဖြင့်ဘာဦးမှာပက်လက်လန်အောင်ရေကကောင်းတယ်ခမရလူတကာကိုလိုက်ပြီးနောက်နေတယ်လို့အခုခမရထိပြီကာလဝိပတ်နေမွေခင်တက်ဆိုတာဖြစ်နေပြီဟုဆိုပြီးနောက်ကိုက်မြကျွန်တော်တို့လည်းလမ်းလျှောက်မလို့ခမရလည်းလိုက်ခဲ့ဟုဆိုလိုက်သည့်အတိုင်းဝတ်စားလဲဝတ်ဆင်၍ပြီးစီးကြသောအခါတွင်သုံးဦးသားပျော်ပျော်ရွှင်ရွှင်ကြီးလမ်းလျှောက်ထွက်သွားကြလေ၏
ထိုနည်းမှစ၍ထိုသုံးဦးသားတို့မှာတဦးနှင့်တူအထူးချစ်ခင်သွားကြလေသည်အခန်းနှစ်ကျော်ဝင်းသည်ကတက္ကသိုလ်ကျောင်းသို့ရောက်ရှိလာခြင်း၌မိမိ၏ပညာဉာဏ်အစွမ်းအစကိုကြီးမားရင့်သန်စေခြင်းကပညာသင်ကြားတက်မြောက်ထွန်းပေါက်လို၍ရောက်ရှိလာရခြင်းမဟုတ်ပေမိမိသည်တက္ကသိုလ်ပညာကိုအတန်တန်တက်မြောက်၍ဝိယုံအနက်ကြီးကိုဆင်မြန်းကာဘွယ်နှင်းသပင်တွင်ဘယင်ကန်နှင့်လက်ဆွဲနှုတ်ဆက်၍လက်မှတ်ကြီးရလာစီကမူဖခင်၏ရင်နံတွင်တွင်အလုတ်လုပ်ရမည်မှာမိမိ၏ရှေ့၍အတွက်ဆုံးဖြတ်ပြီးသားဖြစ်လေ၏ကျော်ဝင်း၏ဖခင်မှာချမ်းသာသူဖြစ်ရကာမိမိ၏သားအားအလုတ်သည်သူတသက်တွင်အရေးကြီးဆုံးသောအရာဖြစ်ကြောင်းတက္ကသိုလ်ပညာတက်မြောက်ခြင်းအပြင်၎င်း၏အလုပ်တွင်ဂုဏ်ရှိန်ကြီးမြင့်နိုင်ကြောင်းအထက်တန်းစားပညာတတ်များနှင့်ပေါင်းသင်ရခြင်းဖြင့်လူရဝင်ခြင်းဂုဏ်ရှိခြင်းခေတ်ကိုမီခြင်းအသွေးအမွေးပြောင်လက်ကနေရာတိုင်းတွင်ထင်ရှားခြင်းတို့ဖြစ်နိုင်ကြောင်းဝိဇ္ဇာဘွဲသိပ္ပံဘွဲများကိုထမင်းစားဖို့အတွက်မဟုတ်ပဲဂုဏ်အတွက်တက်ရောက်အောင်တင်စေလိုကြောင်းစသဖြင့်တိုက်တွန်းခြင်းကြောင့်ဝိဇ္ဇာဘွဲသိပ္ပံဘွဲများကိုမရသေးသမျှ၎င်းကျောင်းမှနှင်ထုတ်ခြင်းမခံရသမျှ၎င်းတက္ကသိုလ်ကျောင်းကြီးတွင်နေတော့မည်ဟုသောရည်ရွယ်ချက်နှစ်ခုဖြင့်ကျောင်းသို့ရောက်လာခြင်းပေသည် Fresher Week ခေါ်ကျောင်းသားသစ်များ၏သတင်းပတ်ဟူ၍တင်သောကျောင်းဖွင့်စတနင်္ဂနွေတစ်ပတ်လောက်တွင်ကျော်ဝင်းမှာတက္ကသိုလ်ကျောင်းသည့်အပေါ်၌မိမိယခင်ကအထင်နှင့်ယခုအမြင်မှာကွာခြားနေသဖြင့်များစွာစိတ်ဖြတ်၍အိမ်သို့သာပြန်ပြေးချေလေတော့၏စာသင်ရန်အခန်းကိုလိုက်ရှာရသည်မှာဟိုလေကားတက်ဒီလေကားဆင်းဒီကော်ရီဒါတပြန်၍လှဲ့နှင့်ရှာလို့တွေ့လင်တွေ့ရုတ်တရက်မတွေ့ပဲအနှဲငယ်နောက်ကျ၍တွေ့ပြီးအခန်းထဲသို့နောက်ကျ၍ရောက်သောအခါအခြားကျောင်းသားများ၏ရေမောခြင်းခံရသည်ကလည်းတစ်ခက်လက်ချမမီလိုက်သည်ကလည်းတဒုက္ခအခန်းမှာပြီးအတန်းကြီးသမားတွေတင်နေသည့်အခန်းထဲသို့ရောက်သွားပြီးလက်ချကိုကြားရမှမဟုတ်မှန်းသိ၍ထွက်လာခဲ့ရသည့်အခါများ၌တဝဝရေတများအခန်းထဲတွင်ကြံ့ရစ်ခဲ့သည်ကိုကြားရသည်ကလည်းတစ်ချက်မျက်စိလဲ၍မဆုံးနိုင်ပဲရှိခြင်းကြောင့်ကောလိပ်ဆိုတာပျော်စရာကောင်းသည်ဟုကြားရသည်နှင့်ယခုတွေ့ရသည်မှာကွာခြားလာသဖြင့်စာအုပ်တွေမိရှို့ပြီးလျှင်ပြန်၍ပြေးဖို့ရန်စိတ်ကူးမိလေတော့၏ကျောင်းသို့ရောက်သည့်နေ့တွင်ပင်ခင်မင်ရင်းသည်မိတ်ဆွေကြီးများအဖြစ်သို့ရောက်ရှိရသောတိမ့်ပေနှင့်ပါဦးတို့မှာအထက်ကျောင်းသားများဖြစ်ကြသည့်အလျောက် Fresher Week အတွင်း၌ကျော်ဝင်းအားကူညီပြသလိုသောလဲမိမိတို့၏သင်ခန်းစာအချိန်များမှာမအားနိုင်သောကြောင့်ကျော်ဝင်းမှာအခြားသောကျောင်းသားသစ်များနှင့်အတူသတင်းတစ်ပတ်များလုံးရောင်လေနှင့်ဖြစ်နေလေတော့သည်တို့နှင့်တဖြည်းဖြည်းနေသားကြ၍လာသောအခါကျော်ဝင်းမှာအပေါင်းအသင်းမိတ်ဆွေများဆုံ၍လာသောကြောင့်ပျော်စားပြုလာပြီးလျှင်တက္ကသိုလ်ကျောင်းတော်ကြီးမှာမိမိနေခဲ့ဘူးသော high school လိုယောက်ျားလေးများသာပညာသင်ကြားရ၍ယောက်ျားအချင်းချင်းသာပေါင်းသင်ရတကယ်သို့မဟုတ်ပဲကိုeducational system ခေါ်သည့်ယောက်ျားနှင့်မိန်းမရောနှောပညာသင်ကြားရသည့်စနစ်အရမိန်းကလေးတွေနှင့်တပျော်တပါးကြီးသင်ကြားရသည်ကိုတွေ့ရသောအခါပို၍ပျော်ရွှင်လာလေသည်စာသင်ခန်းတွင်မိန်းကလေးများ၏နောက်ကဒုတိယဂုဏ်တန်းတွင်အလူအယက်တိုးဝေးကြသည်များကို၎င်းမိန်းကလေးတို့စုဝေးရအခမ်းအနားတွင်ပျော်တပြုံးပြုံးအကြည်လုံးဆိုင်၍နှစ်ပါးသွားကြသည်များကို၎င်းရင်းတို့ကျောင်းသားများသည်ပညာရေး၌သာမကကျင်ရာဘက်၌လည်းကျိုးပဲနိုင်ခွင့်ရှိကြသည်များကိုတွေ့ရခြင်းအပြင်ကျော်ဝင်းသည်ကျောင်းဆွေးဆွေးကိုဆွေးဆွေးနေတော့မည်ဟု၍စိတ်ပိုင်းဖြတ်လိုက်မိလေ၏တက္ကသိုလ်ကျောင်းသားများသည်ပညာသင်ကြားရေးတွင်ပျော်ရွှင်မှုတည်းဟုသောလမ်းမလိုက်ကပညာရှာကြသည်ဟုသောယူဆချက်သည်ကျော်ဝင်းစိတ်တွင်ထင်မြင်ဆွဲမှတ်မိသည့်အလျောက်မိမိလည်းထိုလမ်းအတိုင်းလိုက်တော့မည်ဟုဆုံးဖြတ်လိုက်သည့်နေ့မှစ၍အတန်းကြီးကျောင်းသားများဖြစ်ကြကုန်သောဘာဦးသိန်းပေတို့နှင့်ပေါင်းရခြင်းဖြင့်ကျောင်းပြေးနီးနေသည်ညအချိန်ကျောင်းဝင်းကိုကျော်၍ခိုးထွက်နည်းများကိုဂုံတူးနှင့်အောင်ခဲ့ပြီးလျှင်ကစားဘက်၌ဘောလုံးကန်လေလော်မှအစမြင်းလောင်ဖဲရိုက်သည့်အထိပျော်ရွှင်မှုဘက်တွင်လည်းအဆုံးအစမရှိကောင်းစွာနားလည်လာခဲ့ကာကောလိပ်ဝါ၍လာပြီးလျှင် Midterm Holiday ခေါ်ပထမနှစ်ဝက်၏အလယ်တွင်ခေတ္တကျောင်းပိတ်ရက်မလွန်မီပင်ကောလိပ်ကျောင်းသားတို့တက်အပ်သောအထာရတ18ရက်တွင်နောက်ထပ်၍တိုးသောဂျဘိုးတို့၏အတက်ကိုပါကောင်းကောင်းကြီးတက်လေတော့၏ကျော်ဝင်းမှာငကိုဝါသနာအားဖြင့်ကစားခုံစားဘက်တွင်များစွာဝါသနာရှိသောကျွမ်းကျင်သူဖြစ်သည်ဖြင့်တက္ကသိုလ်ကျောင်းရှိအားကစားတင်းမှန်သမျှကျော်ဝင်းမပါသည့်အသင်းမရှိသလောက်ဖြစ်ပေ၏သူသည် high school တွင်နေစဉ်ကစားဘက်တွင်နာမည်ကျော်တစ်ဦးပင်ဖြစ်ခဲ့ပေ၏သို့သောတက္ကသိုလ်ကျောင်းသို့ရောက်သောအခါတွင်မူကားလူသစ်ဖြစ်သည့်အားလျော်စွာမိသူ၏မြောက်စားခြင်းကိုမျှမခံရဘဲရှိနေသေး၏တနေ့ကတက္ကသိုလ်တွင်ကစားခုံစားရေးနှင့်ပတ်သက်၍များစွာစိတ်ပြတ်မိလေ၏ထိုနေ့ကဘောလုံးကွင်းသို့ဆင်း၍ practice လေ့ကျင့်ရန်သွားရာတွင်မိသူကမျှ၎င်းအားတစ်ချက်မျှအကန့်မပေးဘဲ
ကိုလူချင်းပေး၍ကစားကကျော်ဝင်းမှာခွေးယူအလောက်ခံရ၍နေသောကြောင့်တက္ကသိုလ်တွင်နေသမျှမကစားတော့ပါဟုစိတ်ပင်ဆုံးဖြတ်မိလေ၏ထို့သောစိတ်ပိုင်းဖြတ်လိုက်၍မကြာမီနေရာမြင့်မီတညတွင်ထမင်းစပွဲ၌ရောက်လာပြီးပြန်လာပြီးအခန်းထဲတွင်ထိုင်နေစဉ်ဘာဦးရောက်လာလေ၏ဘာဦးကပကံဟော၏ဘောလုံးအသင်းကပတိန်ဖြစ်ပြီးလျှင် University 17ရောက်အသင်းတွင်ကစားသူလည်းဖြစ်ပေ၏အိုင်စီကိုကျော်ဝင်းခမဘောလုံးကစားတတ်တယ်မဟုတ်လားပကံဟောတင်းအတွက်သွင်းလိုက်မယ်ကစားတော့ကစားတတ်ပါတယ်ဗျာခမလည်းကျွန်တော်လည်း high school တုန်းကတော့နာမည်ကြီးပါပဲလို့ပြီးတဲ့ဒီမှာကစားဖို့တိတ်ဆိတ်ပြက်ပြီဘာဖြစ်လို့လဲမပြောပါနဲ့တော့တနေ့တုန်းက practice ကစားဆင်းပါတယ်တစ်ချက်မှမကြံအောင်ဘယ်သူမှကျွန်တော်စီဘောလုံးမပို့ဒါခမလူတင်မှန်းသိလို့တမင်ညစ်တာပါအသင်းနဲ့ကစားတယ်ဆိုတော့ဘယ်သူညစ်နိုင်အောင်ပါလဲခမကောင်းကောင်းကစားနိုင်ရင် BA တောင်ဝင်ပြီးကစားရမှာပေါ့ဟုတ်ပြောဆိုနေပင်စည်ရင်ယူသွားတော့ကြောင့်ပကံဆောင်ဘောလုံးအသင်းတွင်ပါဝင်ခွင့်ရပြီးစ၍ကန်သည့်နေ့တွေပင်ကျော်ဝင်းသည်ခြေစွမ်းပြနိုင်ရန်ကြိုးစား၍ကန်သည့်အတွက်အများ၏ချီးမွမ်းခြင်းကိုခံရလေ၏ထိုအချိန်မှစ၍ကျောင်းဆောင်ခြင်းကံပွဲအတန်းချင်းကံပွဲစသည်ဖြင့်အသင်းမျိုးမျိုးတွင်ပါဝင်ခွင့်ရတော့လဲ University 17ရောက်အသင်းကိုမူအနားမှမတည်နိုင်သေးသဖြင့်အထူးစိတ်ပြတ်မိပြန်လေ၏ထိုအကြောင်းကိုဘာဦးအားပြောပြရာဒီလိုပဲဗျ University ထုံးစံကလက်တင်ရာစားတော့ခေါ်တာပဲခမားခြေကိုတိကြပြီးနောက်နှစ်တော့မခေါ်ပဲနေနိုင်မှာမဟုတ်ဘူးဟူသောစကားနှင့်သာတင်းတိမ်နေရတော့၏ကျောင်းတော်သားပေါင်း100ကျော်များရှိသောပကံကျောင်းဆောင်ကြီးတွေကကျောင်းတက်ရဲ့အားလက်သောတနင်္ဂနွေနေ့များတွင်ကျောင်းသားများအစုံလင်ရှိကာစီစီကားကားကြီးရှိပေ၏ရေတံမောတံဟစ်အော်တေးဆိုတံတရောမက်ဒလင်ပင်ဂျိုတူရတံများဖြင့်တရံမစဲချင်းချင်းသေးလျက်ပွဲတော်ကလေးများပျော်ရွှင်ဆူညံလျက်ရှိလေ၏အပေါင်းဆိုင်မရောက်သေးခင်ဝေးရတာပဲဟုနှလုံးပြူလျက်အဝတ်အစားပိုးဖွဲများကတပြောင်ပြောင်ပေတင်ရှူးကလေးများကလည်းတပြောင်ပြောင်ဘရီလီတင် hair cream စသောစပင်စီမွေးများ၏အစွမ်းကြောင့်တပိတ်စီတုပ်သလိုဥစွန်းပုတ်ကလည်းတပြောင်ပြောင်ရှက်ကော်လာအမာစတစ်လေရိတ်ကလည်းတပြောင်ပြောင် IC Marco Cream Benediction နှင်းပွင့်တွေလိမ့်ထားသည့်မျက်နှာအသားကလည်းတပြောင်ပြောင်တကူလုံးပြူးပြူးပြက်ပြက်တောက်ပြောင်ကဒါတွေကြောင့်ဗမာပြည်ပြောင်ကုန်မြူသောနမိတ်ကိုပြသည့်အလားလှပစွာတစားစီ၍မကုန်သေးသောပတ်စံရာလေးကြောင့်မြို့ထဲပြေးသူကပြေးကြလေ၏သားတကွဲမယားတကွဲရီစားနှင့်ခွဲပြီးပညာရှာရန်လာကြသူတို့မှလည်းတန်ရောစဉ်အချစ်မီးကြောင့်ဓပုံလေးများစာကလေးများကြည့်လျက်အလွမ်းကိုဖြေကာအိယာပေါ်တွင်ခွေသူခွေသည်ဖြင့်အခန်းချင်းကပ်မိတ်ဆွေများကအိုပူပုံမန်းလွမ်းပွဲစီဖြေမစင်နိုင်ငယ်ကကျွမ်းမှုလွမ်းလို့ခွေပါရိုင်တူးနဲ့လဲတဲ့တူးနဲ့တဲ့လဲတဲ့နေတဲ့တူးနဲ့လပြောင်စသဖြင့်ပါဇက်ဆိုင်တီးပြီးကဖြေဖြော်ကြရရှာလေ၏ချိုးကလည်းတယောက်အိတ်ခန်းလေးတွင်ဂရင်မော်တွင်အိတ်သူအိတ်ဘေးလွှဲချ၍ထိုင်သူထိုင်စပွဲပေါ်တက်သူတက်ပလက်ကလထိုင်တွင်လဲသူလဲနှင့်တငယ်ချင်းတတိုက်စုယုံ၍အုံးကြွကြွပုတ်ပွက်စုညံရေစရာတွေပြောပြီးတတော်ညံနေကြလေ၏ပိုင်ကြသဖြင့်မြို့ထဲသို့လည်းမသွားနိုင်လက်ဖက်ရည်ဆိုင်တွင်လည်းအကျွေးများသဖြင့်မကက်ဝွန့်စိတ်ညစ်လာသဖြင့်သူများတွေပြောနေရတဲ့လည်းမဝင်ခြင်းကျောင်းကမုံကျွေးမိအချိန်ကလည်းလူသေးသဖြင့်တမိုင်မိုင်တွေဦးလိန်ကခွေနေကြသူကလည်းမရှာပေတချင်းကလည်းမဆိုတတ်တူရိယာကလည်းမတီးတတ်စာကိုလည်းမဖတ်ချင်ကိုအခန်းကိုလည်းမနေနိုင်ဟိုအခန်းဝင်ရှုပ်ဒီအခန်းဝင်နောက်စသောလူရှုပ်တို့ဘေးမှကင်းဝေးရန်လို့ငါအချို့သောစာကြိုးတို့ကလည်းအခန်းတကားကိုအပြင်မှနေ၍တော့ပိတ်ကာသတင်းပေါင်းမှဝင်ပြီးအခန်းတွင်၌ကြိတ်ရစာကြည့်ကြလေရင်းတို့တယောက်တစ်မျိုးစီကိုစီရိုင်းတွေကိုပျော်တတ်ကြသည့်အလျောက်ကျော်ဝင်းမူကမိမိအခန်းကိုပိတ်ပြီးလျင်ဘာဦး၏အခန်းသို့သွားကာကျောင်းသူကလေးများ၏အတင်းအဖျင်ပြောနေသည်ကို၎င်းအချို့ကလည်းမိမိတို့မျိုးတွင်ကြံရိပ်ခဲ့သူရည်စားသည်များအားမိတို့ပိုးရပုံတွေ့ဆုံစကားပြောရပုံစသည်များကိုပြောပြကြသည်ကို၎င်းတောင်းမြောင်းထွေလာအလန်းအချွန်းအနောက်အရှုပ်ရေစရာလုပ်နေကြသည်များကို၎င်းနားထောင်၍ထိုသူများနှင့်အတူပျော်ရွှင်ခြင်းဖြစ်နေလေ၏ခင်ဗျားတို့ကရည်သားအကြောင်းပြောတော့ကျွန်တော်တွေ့ဘူးတဲ့ကောင်မလေးတယောက်သွားပြီးပြေးရသေးတယ်ဟုကျောင်းသားတယောက်ကစကားဆလိုက်သဖြင့်ကိုင်းလှုပ်ဆမ်းပါအောင်ခင်ဗျားဖြစ်ဘူးတဲ့အကြောင်းကလေးနားထောင်ဆမ်းပေးရစေဟုဝိုင်း၍ပွဲတောင်းကြသဖြင့်အရင်နှစ်ကပေါ့ဗျအောက်တိုဘာကျောင်းပိတ်တုန်းကပေါ့ကျွန်တော်ကလည်းကျွန်တော်တို့မျိုးပြန်သွားတော့နောက်ပြီးတိုင်းအိမ်မှာလူတစ်တွေရောက်နေတာကိုကောင်မလေးတယောက်လည်းခက်ချောချောကလေး18နှစ်လောက်ဟာလေးတယောက်ရှိတာကိုတွေ့တော့ကျွန်တော်လည်းဟာဟန်ကြနေပြီကျောင်းမပြန်ခင်တော့ပိုးရအောင်တော့မှာပဲလို့အောင်းမိပြီတိတ်ခူရှိကြသွားတာပေါ့
သူတို့အိမ်နဲ့ကျွန်တော်တို့အိမ်ကြားထဲမှာရေမြောင်းကြီးတစ်ခုခြားနေတယ်ဗျာသူတို့အိမ်ကကျွန်တော်တို့အိမ်နောက်ဖေးဘက်ကိုမျက်နှာပေးနေတယ်ဒီတော့ကျွန်တော်ကနောက်ဖေးထွက်ပြီဆိုရင်သူ့အိမ်ရှိထွက်နေတာနဲ့တွေ့နေတာပေါ့ဒီလိုဆိုရင်ကောင်မလေးကခမမျက်နှာမြင်တော့ဝမ်းဆွဲတယ်မပေါ်ဘူးလားဟုတိမ့်ဖေကဝင်ရှုပ်ရဟိုမရှုပ်စမ်းပါနဲ့ဗျာနားထောင်ကောင်းနေတော့ရုပ်ရှင်ကပြက်သွားသလိုသွားတာလိုပဲဒါနဲ့ကောင်မလေးကသူ့ကိုမြင်တော့ရဲနေတာပေါ့ဗျာ1 2 3 4ဟုတိမ့်ဖေကိုဟန်ထားသလိုလိုနဲ့တယောက်ကရှုပ်ပြန်သဖြင့်ရဲ၍နေကြရာမူလပြောပြသူမှာမဆက်တော့ပဲရက်၍နေသောကြောင့်ဝိုင်း၍တောင်းပန်ရပြန်လေ၏ဒီလိုတွေ့နေကြတော့မျက်စိချင်းကြိုက်လာကြရောပြုကျွန်တော်ကလူကြောပြီဘူးဗျဟဲကိုလည်းမြောက်ပြောရသေးတယ်ဒါနဲ့တနေ့တော့ကျွန်တော်က flying kiss လုပ်ပြီးကောင်မလေးကိုလည်းကျွန်တော်ပြန်ပြီးခိုင်းတော့ငတိမအစတော့ရှက်နေသေးတယ်ညောက်ကျွန်တော်က2 ခါ 3 ခါထပ်ပြီးခိုင်းတော့ကောင်မလေးကသူများမမြောင်သတင်းစာလေးနဲ့꿰ပြီး flying kiss ပြန်ပေးတာဟုတ်ဗျကျွန်တော်တခါတည်းဝမ်းသာသွားတော့ပဲဝမ်းသာလို့စိန်လက်စုပ်ဝစ်ချင်တယ်လို့ဟိုတင်းစားချင်တယ်လို့ဖြစ်သွားတာပေါ့လေဟုတယောက်ကဝင်၍တောလိုက်ပြန်တဲ့ဖြင့်လူပြိုတစုမှာတတော်တော်ဖြစ်သွားကြပြန်လေ၏ကောင်မလေးကဆရာဝတ်ပုံစားပုံကျောင်းကမြတွေလိုပဲစတိုင်ပဲဆရာကျွန်တော်မျက်စိတွေတော့တိတ်လှနေတာပဲသူ့အိမ်နဲ့ကျွန်တော်အိမ်ကလည်းတော်တော်ကလေးလန့်တော့စကားပြောရင်လက်ပြချေပြနဲ့ပြောရတယ်လူကောင်းဖြစ်ပါလျက်နဲ့အားတွေလုံနေကြရတယ်လေကျွန်တော်ကမျက်စပစ်ချင်မျက်ခုံးကိုလက်နဲ့ဆွဲပြီးလုပ်ရတယ်သူပြောတာနားမထောင်ရင်နေရွက်လှည့်ပြီးလက်ခပြလိုက်တဲနေရကြနေရကလားဒါနဲ့ကျွန်တော်ကသူ့နာမည်ကိုမေးတော့ကောင်မလေးကပါဇက်လုပ်ပြီးပြောပါရဲ့ဖေးကြမလဲသူ့နာမည်ကိုဘယ်လိုမေးလဲပြောပါအောင်ဒါကတော့နောက်ဘေးတကားပေါ်မှာမြေပြူကဲနဲ့မင်းနာမည်ဘယ်သူလဲလို့ရေးမိတာပေါ့ကျွန်တော်လည်းသူပြောတာနားမလည်နိုင်တော့တကားပေါ်မှာ ABCD ရေးပြပြီးသူ့နာမည်ပါတဲ့စလုံးကြရင်ခေါင်းညစ်ခိုင်းတယ်အမေသူကကြည့်နေပြီးတလုံးကြတော့ခေါင်းညိနေအားလုံးပေါင်းလိုက်တော့ခင်နဲ့ဒါနဲ့တနေ့ကျတော့အစင်နဲ့မယ်ဈေးနားမှာတွေ့တာနဲ့စကားပြောရပြီးမင်းနာမည်ဘယ်သူလဲလို့မေးလိုက်တော့မပူတဲ့ဟိုပြောလိုက်တဲ့ဖြင့်နားထောင်နေရသူများမှာမျောလင်းချက်တစ်မျိုးကြားရတာတစ်မျိုးဖြစ်တော့ကြတခိရင်မောကြပြီးမှတယောက်ကဒါနဲ့အစားခင်ဆိုဟာဒီကောင်မလေးကအင်္ဂလိပ်စာမှမတက်ပဲသူ့ဟာသူလက်ရတွေခေါင်းညိတ်ကျွန်တော်ကလည်းထင်တဲ့စကလုံးလိုက်ရေးတော့ခင်ဖြစ်နေတာပေါ့လက်စားတက်တော့နာမည်မပူတယ်လေဗျဟုတ်ပြောလိုက်တဲ့ဖြင့်ထက်မှန်ရေးမောကြလေထိုအခါတိမ့်ဖေကခမတွေ့ရဒါတော့မရသေးပါဘူးဗျာကျွန်တော်တွေ့ရတာမှရေးစရာကောင်းတာဟုတစ်စကန်ထားပြန်တဲ့ဖြင့်ကိုင်းခမကတော့ဟုတ်တယ်ငကူကလည်းလူရှုပ်ဆိုတော့ပိုပြီးရေးစရာကောင်းပါပဲပြောစင်းပြဟုဝိုင်း၍ဝဲတောင်းကြပြန်သည်ကျွန်တော်နေတဲ့အရက်မှာပေါ့ဗျကောင်မလေးက16နှစ်လောက်ရှိပြီသူ့နာမည်ကမက်စိန်နဲ့နည်းနည်းစင်းရဲရှာတော့မုံလုံးရောက်ပြီးစားရတယ်ကျွန်တော်ကလည်းကောလိပ်ကျောင်းသားဆိုတော့ကျွန်တော်တို့အရက်မှာမင်းသားပေါ့ကျက်စုပင်မရှိတဲ့တော့အနှစ်မင်းမှုဟုတ်ပေါင်းစကားတွေမှားကုန်ပြီအနှစ်မရှိတဲ့တော့ကျက်စုပင်လို့ပေါ့ဟိုကောင်မကကြိုက်ဒီကောင်မကကြိုက်နဲ့တဲဆန်းပွင့်နေရကလားဒီကောင်မလေးကလည်းကျွန်တော်ကိုတိတ်ကြိုက်တာပဲကျွန်တော်သူ့ဆိုင်သွားပြီးစားရင်အလကားကြီးစားရတာပဲတနေ့တော့ကောင်မလေးကိုလက်ဆွဲပြီးစကားပြောတော့သူ့မောင်မြင်သွားတာကိုလာသူ့မောင်ကဒေါသကြီးနဲ့အိမ်ကြတော့ကောင်မလေးကိုတိတ်ရိုက်တာပေါ့ကောင်မလေးလည်းတခါတည်းစိတ်ညစ်ပြီးဓမြောင်ကြီးတစ်ချောင်းအသွားတစ်ထွာကြော်ပါလေဗျအဲ့ဒါနဲ့ဘယ်သူမှမသိအောင်နောက်ဖေးယူသွားပြီးထက်နေအောင်တွေးပါရဗျာအမလီပြောရင်ဆိုရင်သူ့အစားကြက်သေးထားပါသေးတယ်ဒါနဲ့တွေးလဲပြီးရောသူ့ကိုသူထိုးတက်တာပဲလားဘာဟုတ်မလဲနနသီးတွေကြီးခွဲစားတာပေါ့ဗျာဟုပြောလိုက်တဲ့ပြင်ဝါကနေပွဲချသွားကြကရေတန်ရက်တော့မှအဟုတ်လားလို့နားထောင်မှသူပြောရင်ဖြင့်လှုပ်ဆက်ကြည့်ပဲဘယ်တော့မှအဟုတ်မပြောတိမ့်ဖေကကြက်သိမ်းထားတယ်လို့ပြကအမလီဓာကြီးကတထွာကြော်ပါလေဗျာရီစားစိတ်ဟုရှုံးပြတ်တဲ့ဖြင့်တပြုံးဖြစ်၍နေကြပြန်လေထို့နောက်မှအခြားကျောင်းသားများကပထမပြောသူကနေပါအောင်ခုနပြောသွားတဲ့မပူဆိုတာနောက်ပါပြစ်ကြသေးလဲနောက်တော့ကျွန်တော်လည်းကျောင်းခွင့်တော့ပြင်ရမှာကိုဗျဒီတော့ပြင်ရတော့မယ့်အကြောင်းလက်ဟန်ချီရင်လည်းပြတော့သူနားမလည်ဘူးဒါနဲ့ကျွန်တော်ကလက်ဝါးကိုပါးစပ်မှာဒေါင်းလိုက်ကပ်ပြီးတူကျုပ်နဲ့မိသားခုတ်တယ်လို့လက်ပါလှုပ်ပြပြီးနှုတ်ဆက်လက်ဟန်လက်ကင်ဘွားလှုပ်ပြတော့မှသူနားလေသွားပြီးဖြုတ်ဆိုအိမ်ထဲဝင်သွားပါလေရောတော်တော်ကြာပြန်ထွက်လာတော့ဆောင်းနာကစတုံးကြကြနနထုံးလာတာဖြစ်ပြီးစပင်ဖားရလေးနဲ့မျက်နှာငယ်လှုပ်ထွက်လာပြီးကျွန်တော်မြင်တော့လက်နှစ်ဖက်ခေါင်းဝတ်တင်ပြီးတော့ပူပုံဖန်းဟန်လှုပ်ပြတာကိုဗျဟုဆို၍ထိုသူကဟန်တရုပ်ပေါင်းကြလိုက်တဲ့ဖြင့်ပွဲကြရသွားမှဒီကလေးကနောက်ကျောင်းပိတ်လေးပြန်တော့သူတို့လည်းပြောင်းသွားတာတွေ့ရတာပဲဟုတ်ပြောပြကစသိန်းလိုက်၏ရင်းတို့တယောက်တစ်မျိုးစီမိမိတို့အဖြစ်အပျက်ကလေးများကိုပြောရပြကရေမောပျော်ရွှင်နေကြခြင်းစတိုင်ကြဝစားလျက်ကျောင်းသားတယောက်ဝင်ရလာပြီးလင်ဟေ့ဘာတွေပြလုံးထုံနေကြတယ်လဲဟုမေးလိုက်တဲ့ဖြင့်အခန်းတွင်ရှိကျောင်းသားတစ်စုက၎င်းဝိုင်းကြည့်ကဟလိုကိုအောင်မြင့်
ပေစီပေလန်းကမျက်စိလိမ်ပြီးလာခဲ့တယ်လေပလင်တင်စီပြဟုဆိုသည်ဖြင့်အောင်မြင့်သည်အခန်းထဲသို့ဝင်၍ထိုင်ပြီးမှအိမ်ကလာတာဗျဒီကိုတက်လာတာပဲကားပါလားကားနဲ့ဘောဗျဖားသားကြီးမရှိတော့လက်ခဲ့တာဆိုစမ်းမအောင်ဘာများကိစ္စထူးတယ်လဲလို့မြာတွေ့နေလို့လားမဟုတ်ပါဘူးဗျာတခြားပါဒါနင်းစဓမ္မစရိယာလာရင်ကခမမသိပါဒီလိုဆိုရင်သိပါပြီဗျာခမဖဲဝိုင်းရှာအောင်လာတာပါဟဲခမဘိုက်ထဲပုံနာကလေးရှိတယ်ထင်တယ်တိတ်မှန်တာပဲအိုးကြောက်ကလူကိုအင်္ဂါရုပ်ကြည့်ပြီးဟောတတ်ပါတယ်ခမနဖူးရည်ဒူးရည်ကြည့်ုံနဲ့ဖက်နဲ့တရင်သာတော့ကတိကတ်သက်ရနိုင်တာပဲလို့သိပြီးသားပါဟာနို့ဖဲချခြင်းပရုံးဟောတော့ပါလားဗျာဒီမှာဘိုင်ဝိုင်းလောက်ရှိတယ်ဆရာကြောက်လို့ဘယ်သူမှအကြီးကျယ်မကစားဘူးအခုပရုံးဟောကလာခဲ့တာဗောဗျာတနေ့ကပဲတေးသေးချာချာချိန်ထားတာကနေတော့ငတိတွေအလုံးမနေ့ကနင်းကန်ထားတာနဲ့နလန်မထူနိုင်ကြဘူးဘူကောင်တွေဖြစ်ကုန်ကြပြီဒါနဲ့ကျွန်တော်လည်းဒီကိုလာခဲ့တာပဲကိုင်းပြရောက်ပြီးတော့မှလည်းမပြန်ချင်ပါဘူးလူအစုံသားဖဲဝိုင်းဖွင့်ရအောင်မြင့်ဒီကဒုတိယနှစ်ဥပစာတန်းတွင်တနေ့ကြာသဖြင့် F ဘွယ်လူရသူတယောက်ဖြစ်လေ၏ပထမနှစ်တွင်ကများစွာအရေးမကြီးလာသဖြင့်လွယ်လင်းတကူအောင်ခဲ့ပြီးမှဒုတိယနှစ်သို့ရောက်သောအခါမူပတ်စံရှိသားသမီးလည်းဖြစ်ရန်ကုန်တွင်နေအလေလိုက်ချင်တယ်လို့လိုက်ကားကလည်းရှိအတိမိတ်ဆွေလည်းပေါ်သူဖြစ်သည့်လျောက်စာကိုမိသည့်အခါမှမကြည့်ပဲအပျော်အပါးလောက်သာခရီးဆိုင်ခြင်းဖြင့်အတန်းရှုံးခဲ့သူဖြစ်ပေ၏အောင်မြင့်မှာအထက်ပါအလုပ်ကောင်းများကြောင့်နာမည်လည်းကြီးပြန် F ကလည်းဖြစ်ပြန်ကအကြောင်းတွင်လူသိများ၍ထင်ရှားသူတယောက်ဖြစ်နေလေ၏ကျောင်းအိတ်ကျောင်းသားမဟုတ်ပဲမြို့ထဲတွင်ကျောင်းတက်သူဖြစ်သောကြောင့်ကျောင်းဆောင်အသီးသီးတွင်ချပိုးထိုးလေးရှိရာကျောင်းတွင်ထမင်းစားခြင်းသည့်အခါစားတခါတရံအဆောင်မှုမသိအောင်ကျောင်းသားများနှင့်ပူးပေါင်း၍ကျောင်းတွင်3-4ညအိတ်ရှင်လင်းအိတ်နေလေးရှိပေ၏ထို့သို့အောင်မြင့်ကဖဲကစားရန်ပြောလိုက်ရာကျောင်းသားများမှာဝါသနာမပါ၍လည်းမပြောတတ်ချက်ချင်းပင်စပွဲဝိုင်းကွန်ဖရင့်မှဖဲဝိုင်းမျက်နှာစုံကြီးအစည်းအဝေးကြီးဖြစ်သွားလေ၏အိုင်စီကိုကျော်ဝင်းမပါဘူးလားလာလဗျာဘယ်နာတော့ဘိုင်ကြနေသလားမဟုတ်ပါဘူးဗျာကစားခြင်းစိတ်ဒီကနေ့တော့မရှိဘူးဗျာဟုညင်းပယ်လိုက်ပြီးနောက်အောင်မြင့်ဟာခမရတော်တော်ကြာအောင်မယ်မဟုတ်လားဒါဘောဗျညနေကျမှပြန်မှာပေါ့ဒါဖြင့်ဗျာခမရကကျွန်တော်ယူသွားအောင်မယ်ပေးသွားမလို့လေမြို့ထဲလားဘာမှရေလို့မဟုတ်ဘူးအပြင်းပြေရှောက်မောင်းမလို့ဒီလိုဆိုရင်မြို့တို့ရောက်အောင်သွားစမ်းပါဗျာကော့စမက်တဲကကော်ပြညိုတစ်ချက်ဘူးလောက်ဝဲခဲ့စမ်းပါဟာများလာကြည့်ကြလားဗျနှုတ်ဒီခန်းထဲကလူတွေလည်းကြည့်ပါအောင်ဟုဆို၍ငွေတစ်ချက်ထုတ်ပေးလိုက်သဖြင့်ကျော်ဝင်းလည်းလှမ်း၍ယူကအခန်းထဲမှထွက်ခဲ့လေပထမတော့မိမိအခန်းထဲသို့ပြန်၍အပေါ်အင်းကြီးဝတ်အောင်မြည်ကြံပြီးမှမဝတ်ပါဘူးလေကိုဘာသာကိုကားနဲ့လင်မှာပဲဟာဘက်စ်တို့လန်ကြားလို့စီးမှာမဟုတ်ပဲကြဘိုးမထင်နိုင်ပါဘူးဟုအောင်မေကရှက်လက်တို့နေပင်ထွက်ခဲ့ပြီးကျောင်းအောက်တွင်ထိုးလာသောအောင်မြင့်၏ကားကိုထုတ်၍မောင်းနှင်သွားလေ၏ကျော်ဝင်းသည်မြို့ထဲသို့ရောက်သွားပြီးလျှင်မြို့ထဲတွင်လဲပတ်ပြီးနောက်စကော့ဈေးဘက်သို့ရောက်သောအခါအောင်မြင့်မှလိုက်သောကော်ပြန့်ကျော်ကိုသတိရ၍ကော်ပြန့်ကျော်ရောင်းသောဆိုင်သို့သွားကအမှားပေးလေ၏ထိုသို့သွားရတွင်ခစ်စင်လှပရင်ကြီးစွာဝစ်စားဆင်ရင်ထားသူကလေးနှင့်စာအုပ်ဆိုင်တွင်မြင်ခဲ့ရာထိုမိမ့်မပြူကလေးများအားကျောင်းတွင်မြင်မှုသလိုရှိသည့်ဖြင့်အင်္ဂလိပ်ဝတ္ထုမဂဇင်းများဝေယူကြည့်ရှုနေသည်ကိုစဉ်းစားထောက်ကြည့်ခြင်းအပြင်ကျောင်းသူများဖြစ်ကြောင်းကောင်းစွာသိရှိသည့်အားလျော်စွာ၎င်းတို့အားရေးရန်မော်တော်ကားကိုပြန်၍လှည့်မောင်းလာလေ၏မိမိတွေ့ခဲ့ရသောစာအုပ်ဆိုင်နာသို့ရောက်သောအခါထိုမိမ့်မပြူကလေးများသည်စာအုပ်ဆိုင်မှထွက်လာကြပြီးလျှင်လမ်းကလေးကိုဖြတ်ကျော်၍ပိုးတယ်များရောင်းသောဘက်သို့ကူးကြသည်ကိုတွေ့ရသဖြင့်ကားကိုဈေးရှိသို့မောင်း၍စာထဲသည့်တိုင်နာတွင်ရက်ကကြည့်နေမိလေ၏ထိုမိမ့်မပြူလေးနှစ်ယောက်မှာတယောက်ကအသားညူညူကလစင်နာတံပေါ်၍အခြားတယောက်ထက်အသက်ကြီးပုံရလေ၏တယောက်မှာကမော်လမြိုင်သူပဲဟုအတက်ဆွဲเสียဖြူဖြူဖွေးဖွေးထွေးထွေးဤကိုလုံးကိုပေါက်တင်ပြမောက်ကအသက်မှာအနှင်းငယ်ငယ်ပုံရသဖြင့်ကျော်ဝင်းစိတ်တွင်၎င်းအားတာ၍ချစ်စရာကောင်းသည်ဟုထင်မြင်လေ၏အကြီးဖြစ်သူကလေပတ်ပုံရ၍အငယ်ကတွက်လက်ဖြက်လက်ပုံရလေ၏ဝတ်စားမှမူစင်တူယူနီဖောင်းဝတ်ထားကြလေ၏ထို့သောကြည့်နေရင်းပင်၎င်းတို့သည်အလဲပေါက်တက်မှဈေးထဲသို့ဝင်သွားကြသည်ကိုတွေ့မြင်ရသဖြင့်ဈေးသစ်တွင်ကြဘိုးထိုးခြင်း၌အရေဝလာသူကျော်ဝင်းမှာကျူလီယာတန်းသို့၎င်းတို့သွားကြသည်ကိုအတက်သည့်ကလိုက်လူသောစိတ်များကမနာမနေတိုက်တွန်းသဖြင့်ကားပေါ်မှဆင်းကအနောက်ဘက်လမ်းမှလှည့်၍ဝင်လိုက်လေသည်ကျော်ဝင်းမှာမိမိထင်မြင်သည့်အတိုင်းပင်ရေမွေးပေါင်တာစုံစီနှပါရောင်းသောကျူလီယာဆိုင်နှန်းတွင်ရင်ဆိုင်တိုးလေတော့၏သို့တွင်ရတော့လဲမိသူမြပြုလုပ်ချင်စီခြင်းကမစွမ်းနိုင်သောတာတီအလျောက်ထိုမိမ့်မပြူကလေးများဝယ်ချမ်းနေကြသောဆိုင်နှင့်မျက်နှာချင်းဆိုင်တစ်ဆိုင်တွင်ဝင်ရောက်၍မြင်သမျှတို့ကိုဈေးမေးကအကြောင်းသူကလေးများပြောသောစကားကိုအနားဆွေနေလေ၏မတမ်းမြင့်
ဟောဒီပလဲကုန်းလေးမကြိုက်ဘူးလားကျမတော့သိကြိုက်တာပဲအခုရှိနေလို့မဝယ်တော့ဘူးဟုပြောတဲ့ကြားသဖြင့်လက်ရည်ကြည့်လိုက်ရာအကြီးပြည်သူကဖြူဖြူဝေးမိမိသဘောကျသည့်အချောအလှလေးအားပြောပြလိုက်သည်ကိုတွေ့ရသဖြင့်၎င်းကလေးမ၏နာမည်မှာမတမ်းမြင့်ဖြစ်သည်ကိုသိရသောကြောင့်ရွှေဘောတော်ရှင်ပြုံးပြီးနှလုံးထိသွားလေ၏ဆိုင်ရောင်းသောကလားမှာကြော်ဝင်းအားပစ္စည်းအမျိုးမျိုးပြရဈေးအမျိုးမျိုးပြောရနှင့်စိတ်မရှိနိုင်တော့ပဲကျွဲမိတို့လာသည်ကိုတွေ့ရသဖြင့်ကျော်ဝင်းမှာမဝယ်ခြင်းဈေးစစ်မိ၍ကလားကအတင်းထိုးပေးသောပစ္စည်းတစ်ခုကိုဝယ်လိုက်ပြီးလျှင်ကြာနေရလျှင်တစ်ဆိုင်လုံးကုန်အောင်ဝယ်ရတော့မည်ကဲ့သို့ရှိ၍တကြောင်ကားအတွက်လည်းစိတ်မချရကော်ပြင်းကျော်ကလည်းယူစရာရှိသေးသောကြောင့်မခွာခြင်းနှင့်ကော်ပြင်းကျော်ဆိုင်သို့ပြန်ခဲ့ရလေသည်ကော်ပြင်းကျော်ကိုပတ်စံပေးပြီးအထုပ်ကိုယူကာဈေးတန်းသို့ပြန်လာသောအခါကျောင်းသူကလေးများမှလည်းမရှိတော့ပဲထွက်ခွာသွားကြသည်ကိုတွေ့သဖြင့်ကားရှိရာသို့ပြန်ခဲ့ရလေ၏ဈေးသိပ်ကြီးရှိမျက်နှာစာဆိုင်နှန်းသို့ရောက်သောအခါမိမိရှာဖွေနေသောကျောင်းသူကလေးများသည်ရှေ့ဘက်သို့လှည့်၍လာကြသည်ကိုတွေ့ရသဖြင့်တတိတိရင်ခုန်ကာဖိုးကျိုင်းတုပ်ဖြစ်သွားပြန်ပြီးလျှင်၎င်းတို့ရှိတွင်စတိုင်လုပ်ရန်ကားပေါ်သို့ထွက်မြန်တက်၍တကားကိုချင်းကနေမြည်အောင်ပိတ်ကားနောက်ကိုမီလက်တစ်ဖက်ကိုထုတ်တရောင်ကိုကားတကားပေါ်တင်လျက်ခက်တီတီကြိုက်ထုတ်၍ကြည့်နေလေ၏ကျောင်းသူကလေးများမှာမိမိတို့ဝယ်ချမ်းပြီး၍ကျောင်းသို့ပြန်တော်မူစိတ်ကူးသည့်အတိုင်းကားရှာရာတွင်ကျော်ဝင်း၏ကားကိုတွေ့ကြလေ၏ကားမှာတပတ်ရစ်ဖြစ်နေသည့်အပြင်ကျော်ဝင်းဝစ်စင်ထားပုံမှာရှက်အင်းကြီးလက်တို့သပင်ကားလည်းခပ်ပွားပွားဖြစ်နေသဖြင့်ကားပိုင်ရှင်ဟုထင်ရန်မရှိရသည်တွင်ကော်ပြင်းကျော်တုပ်ကလေးကိုကင်၍တက်သွားသည်ကိုတွေ့ရသဖြင့်ဒရိုင်ဘာတယောက်ဖြစ်မှာပဲဟု၎င်း၏စိတ်ထဲတွင်ထင်မိရာကကျော်ဝင်း၏ကြည့်ရှုပုံမှာကားလိုက်လို၍ခေါ်ခြင်းသည့်မျက်နှာပဲဟုတွေးထင်မိသည့်အလျောက်မတမ်းမြင့်ကရှေ့ဆောင်ကကားနားသို့ကပ်ပြီးလျှင်ဒီကားအာသလားဟုမေးလေ၏ကျော်ဝင်းသည်မတမ်းမြင့်၏အမေးကိုကြားရလျှင်မိမိအပေါ်တွင်ဒရိုင်ဘာဟုအထင်မှားကာမိမိစီးသောကားကို private တက္ကစီပြေးသောကားဟုထင်မှတ်ကြသည်ကိုသိကာရှက်တလူလူဖြစ်သွားလျက်အငှားကားမဟုတ်ဘူးဟုခပ်မာမာပြောလိုက်မိကြံပြီးမှထိုသို့ပြောလိုက်လျှင်၎င်းတို့မှာအမှားကိုသိ၍ရှက်သွားကြပေလိမ့်မည်သို့ဖြစ်လျှင်အငှားကားကဲ့သို့ပင်ဟန်ဆောင်၍၎င်းတို့အားအကြောင်းသို့လိုက်ပို့မည်သို့ပို့လျှင်အပြန်တွင်သွေးချောက်မရှိပဲပျော်စရာကြီးတစ်ခုဖြစ်ပေလိမ့်မည်ဟုအောက်မေ့ကာအားပါတယ်ဘယ်ကိုလဲဟုပြောကာတကယ်အဓိပတိတက္ကစီဒရိုင်ဘာဟန်မျိုးဖြင့်ကားပေါ်မှလေးမြန်စွာဆင်းကာကားတကားကိုဖွင့်ပေးလေ၏ယူနီဗာစီတီကောလိပ်ကိုပြန်မလို့ဘယ်လောက်ပေးရမလဲဟာကျောင်းကလူတွေရောပိုးမိပါဘူးထုံးစံတိုင်းပေါ့ထုံးစံတိုင်းမပြောနဲ့ဆရာစောစောကတည်တည်ဆရာပြောပါရှင်တို့ကားသမားတွေကဘာမှပြောမထားရင်တိတ်တောင်းတက်လွန်းလို့ဟုအသားညိုမကဝေးပြောလေ၏အိုးခမရတို့ပဲခဏခဏစီးနေတာပဲဗျကြည်ပေးတာပေါ့မပေးခြင်းတပြားမှမပေးပါနဲ့ကားသမားချင်းတူပေမဲ့အသက်ရှူခြင်းကွဲပါသေးတယ်ကျွန်တော်တို့ကနှာခေါင်းနဲ့ရှူတာဟုပြောလိုက်ရာမတမ်းမြင့်ကပြုံးလျက်နှုတ်တခြားကားသမားတွေကဘာနဲ့အသက်ရှူလို့လဲရှင်ဟုမေးသည့်အတွက်တခြားကားသမားတွေကတော့သူများကားကိုအငှားမောင်းရတော့တစ်နေ့လုံးခွေးပြေးဝက်ပြေးမောင်းရလွန်းလို့ညအိတ်တဲ့အခါမောမောပပန်းပါဇက်အဟောင်းသားနဲ့ပါဇက်ကရှူတာပေါ့ဟုပြောလိုက်သည့်အတွက်မတမ်းမြင့်တို့နှစ်ယောက်မှာသဘောကျတယ်လို့ပြုံးနေကြရမှကိုက်မှာတက်ကြပါလိုက်ပို့တဲ့သူကတော့တပြားမှမပေးခြင်းနေပါလို့ဆိုနေမှစီးကလူကဈေးစစ်မနေပါနဲ့တော့ဟုပြောသောကြောင့်မတမ်းမြင့်တို့လည်းကားပေါ်သို့တက်လိုက်ကြမှကျော်ဝင်းတွင်အထူးသဖြင့်ဝမ်းမြောက်ခြင်းဖြစ်ကာကားဆက်နိုးလေ၏ထို့နောက်ကားပေါ်သို့တက်ကာဘယ်သွားအောင်လဲတခါတည်းအင်းလျားဟိုးကိုတောက်လျှောက်သွားမှလားဟုမေးရဟုတ်ကဲ့ဟုအဖြေရသည်နှင့်တပြိုင်နက်ကားမောင်း၍ထွက်ခဲ့လေ၏သူမောင်းရတွင်ကျော်ဝင်းသည်၎င်းတို့အားတစိမ့်စိမ့်ဆိုက်ရသာကြည့်ကျင်လာတော့လဲလူတိုက်မိမှဆိုသဖြင့်တရှိသာလျင်ဖြစ်ကနေလှည့်၍ကြည့်နိုင်ရှာလေ၏ထို့သို့ငြိမ်၍မောင်းလာရသည်ကိုမကျေနပ်ပဲမတမ်းမြင့်တို့စကားပြောသည့်အထဲတွင်ဝင်၍ရောလွတ်လာသည်သို့သောစကားစရှာ၍မရနိုင်သဖြင့်စူးစိုက်ရသာနားထောင်ခဲ့ရာအသားညူမ၏နာမည်မအေးစိန်ဖြစ်သည်ကိုသိရလေ၏ထို့နောက်မှစကားမပြောရလျင်မနေနိုင်ဖြစ်လာကမိမိ၏အတန်းတွင်သိကြဘူးသောမိန်းကလေးများ၏နာမည်တွေကရုတ်တရက်ရှာထဲတွင်တွေ့ရကိုကောက်ကငင်ကအင်းရဟောဆိုတော့ဂျူနီယာ ISC ကမတွေးကြည့်တယောက်သိမှာပေါ့ဟုစလိုက်ရာတိတာပဲဗာမေးခြင်းလို့လဲဟုမတမ်းမြင့်ကပြန်၍ဖြေမေးလိုက်သဖြင့်စကားဆက်ရကြက်နေပြီးမှတမျိုးလီစင်ညံဖြင့်အရင်တုန်းကကျွန်တော်တို့တမျိုးထဲမှာနေဘူးတာမို့မေးတာပါသူ့မောင်များနဲ့တော့ကျွန်တော်တို့ကျောင်းနေပဲတကယ်ချင်းနေပေါ့သူတော့အခုဘာဖြစ်နေလဲမသိဘူးကျွန်တော်သာတေပေလေလွင့်နေတဲ့အတွက်အင်္ဂလိပ်စာ9တန်းလောက်နဲ့ကျောင်းကထွက်ခဲ့ပြီးဒီလာမော်ဒယ်ကားမောင်းစနေရတာဟုပြောစဉ်ပင်မအေးစိန်ကကားဆရာကြီးရဲ့စကားလေးပြောပါကားကိုလည်းကြည့်မောင်းပါအောင်တခုခုဝင်တိုက်မိမှဖြင့်အကြောင်းအထိမရောက်ပဲကြံတော့မှဆင်းနေခဲ့ရပါအောင်မယ်ဟု
ပြောလိုက်သဖြင့်မတန်းမြင့်တွင်ပြုံးရည်မိတော်လဲကြော်ဝင်းမှရှိန်း၍သွားလေ၏တိုးနှင့်စကားစားပြည့်၍သွားရကပင်အေလျာကျောင်းဆောင်သားတို့ရောက်လာကြလေ၏ကိုင်ကားဆရာကြီးအထဲကိုသာရောက်အောင်မောင်းပါအောင်ဟုပြောသောကြောင့်ကျော်ဝင်းလဲကျောင်းဝင်းထဲသို့ကားကိုမောင်းပြီးလျင်ပေါ်တီကိုအောက်တွင်ကားကိုရပ်လိုက်ကတစ်စိမ့်လောက်ကလေးများကျွန်တော်ကိုကားဆရာကြီးလို့မခေါ်ပါနဲ့တဲပြီးနာမည်ကဆိုးလာတယ်ကျွန်တော်နာမည်ရှိပါတယ်နာမည်ခေါ်ပါဟုပြုံးရည်ပြောမှအိုးရှင်းနာမည်မှမသိပဲကိုရှင်ကျွန်တော်နာမည်မောင်ဘတင်နဲ့အလိုရွှေရှင်မင်းသားမောင်ဘတင်နာမည်မျိုးပါလားနာမည်ရင်တူတာမဟုတ်ဘူးလူယုံလေးကြည့်ပါအောင်ဟုပြန်လို့လှုပ်လိုက်သဖြင့်မတန်းမြင့်တို့မှာသဘောကျရဲ့မောကချောပါတယ်ရှင်ချောပါတယ်ရှင်ငရှင်းကအကိုကြီးခေါ်လောက်ပါရဲ့ဟုဆိုရင်ကားပေါ်မှဆင်းကြလေ၏ကဲဘယ်လောက်ပေးရမလဲဟုမတန်းမြင့်ကမေးရာအိုးနေပါစေမပေးလဲကိစ္စမရှိပါဘူးမိပြစ်ဆွေပြစ်ပေါ့ဗျာနောက်ကူသာကျွန်တော်ကားကိုစီးကြပါတခြားအသည့်တွေလည်းပြောပါနော်ကားဆရာလေးမောင်ဘတင်နဲ့လာကြည့်ပြီးကိုင်းပါရှင်30တန်လဲပါလဲစရာလည်းမရှိပါဘူးကျမမှလည်းစက်ကူနဲ့မူးစေးမစေးတွေပဲရှိတယ်ဒါဖြင့်ခဏနေပါအောင်ကျောင်းထဲမှာလဲပြီးပေးပါမယ်အချိန်မရှိလဲနေပါစီဗျာကျွန်တော်ကအတင်းတောင်းနေတာမှမဟုတ်ပဲနဲ့နောက်ကိုဘယ်နေ့လောက်ကျွန်တော်လာရအောင်မလဲမှားလိုက်လေသွားစရာမရှိလို့မစည်းရင်လည်းကိစ္စမရှိပါဘူးလာရတာပင်ပန်းလာလိုက်လေနောက်တနင်္ဂနွေကျတော့လာခဲ့သေးတာပေါ့သွားပြစ်ချင်းလဲသွားပြစ်မှာပဲဟုပြောသည်ဖြင့်ကောင်းပါပြီလာခဲ့ပါမယ်ကာသမာချင်းလဲမားနေပါအောင်မယ်မျက်နှာလဲမှတ်ထားပါအောင်ကျွန်တော်နာမည်မောင်ဘတင်နဲ့ဟုပြော၍ထွက်သွားသည်ဖြင့်မတန်းမြင့်တို့မှာရေမောလျက်ကြံရစ်ကြလေ၏